နောက်တစ်ယောက်ဘယ်သူဖြစ်မလဲတို့အနီသွဲမကွေးသူလေးပါ ကိုနေစင်တော့ဘယ်လောက်ဖြစ်မယ်ထင်တယ်နောက်တစ်ယောက်ကိုနေစင်တော့စက်တယ်ပါဗျာမမရွှေရုပ်ဖြစ်ပါတယ်ရမ်းလာတယ်နောက်တစ်ယောက်ကိုထပ်ပြီးတော့ဖိတ်ခေါ်စမှာ ကဲဒါတော့ဖိုက်ရွေးနေတာနော်တော့ဖိုက်သူဖြစ်မယ်နေဘယ်နဲ့ပဲဖြစ်မယ်နေ ဖြစ်ချင်တဲ့သူဖြစ် တန်း ဟေးမမစောယူမမစောယူ တော့ပဲစမှာတော့လေသူဖြစ်မယ်နေခင်ဗျာရင်ခုန်စရာကြီးတော့ဒါတော့ဖိုက်ရွေးနေရနော်တဲလေးတို့ ကိုနေစင်တော့တွဲစက်နေပါဗျာဟေးပေါ်ကြောင်းလေးနဲ့တော့ငါတယောက်ဖြစ်ရပေါ်နေ ကိုနေစင်တော့နောက်ပဲဆုံးရောက်ဘယ်နဲ့ပဲဖြစ်မယ်နေကိုနေစင်တော့ကိုနေစက်လေးပါဗျာ ဟေး ဆက်စီရမမရေကျေးဇူးများတင်ပါ ပေါ်တော့နေရတယ်ဘာမှမသိဘူးအနီမက်တွေပါ တော့ပြောစီတာပါဝင်နေတဲ့ဒီလိုဦးကြောင့်ကိုကျေးဇူးတင်ပါတယ်ကျွန်တော်ဒီအမားလို့ဆိုလို့ရှိရင်အခုရောက်မှပြရအောင်နော်ကျွန်တော်ဆိုရင်တော်ချာတော့လေအားလုံးစိတ်ထဲမှာလည်းမကွက်သေးကြလို့ခေတ်တော့ကပိုစတာအမတ်တွေမရှိတော့ကုန်လေးဆိုရှင်တန်းတက်လာတယ်နော်ပြီးတော့ဓမ္မချိုးကုန်လေးဆိုရှင်လည်း light တွေတန်းတက်လာတယ်အဲ့ဒီ light ပေါ်ကျွန်တော်တို့ဒီဘက်ကရွေးချက်ထားတဲ့အမတ်တွေရောယူလိုက်တာပါနော်ရွေးချက်ထားရတယ်နော်โอเคကဲဒါလေးတွေကတော့အခု top 5တွေကနေပြီးတော့ top 1ကိုရွေးမှာလားမသိဘူးဟုတ်လားဟုတ်ကဲ့ top 1ကိုရွေးမှာပါအဲ့တော့အဲ့ top 5ကဘယ်သူဖြစ်မလဲဆိုတာတော့ unique ခုံနေပါပြီကဲဟိုမှာဒိုင်လူကြီးမရရောကဲဖြတ်ဒိုင်လူကြီးမရရောအဲ့ရွေးပြီကျွန်တော်ဆိုလို့ရှိရင်တော့ပိုက်ထဲမှာတော့3ကိုပြန်ပြီးတော့ယူမှာဖြစ်ပါတယ်။အော်တော်3ကိုရွေးမှာတဲ့တော်3 တော့3ယူပြမယ်နေဖြစ်ချင်တဲ့လူဖြစ် ကိုနေစင်တော့ ။ဝိုးဖျားတန်းပြပါတယ်ခင်ဗျာဟေးကိုနေစင်တော့15စမားပါဗျာဟေးအမေဆုံးပြဝင်ကြမှာတော့လေဘယ်သူပြမယ်နေကိုနေစင်တော့